Hey guys ဒီနေ့ကကျွန်တော်ဒီ 3D error လေးကိုတစ်ချက်ပြပေးမယ်နော် 3D error ဘယ်လိုလုပ်ရင်ဖြစ်လဲဆိုတော့ဒီလိုမျိုး phone တွေမှာအများစုကတော့ဒီ phone မှာဖြစ်တယ်ပေါ့နော်ကျွန်တော်တခါတည်းအကုန်လုံးပြပေးလိုက်မယ်အဲ့ 3D effect တွေတောင်းတဲ့အခါမှာ error ဖြစ်တတ်တယ်ကောင်းလို့ sorry ဆိုတော့ကျွန်တော် phone မထည့်တော့ဘူးကျွန်တော်တို့ဘောက်တစ်ပုံပဲထည့်လိုက်တော့မယ်ကဲပြီဥပမာဒါမျိုးပုံတစ်ပုံပဲထားပါတော့ဒါမျိုးပုံတစ်ပုံဆိုတော့ဒီကောင်ကျွန်တော် 3D လုပ်မယ်ဆိုရင် 3D effect တွေကကျွန်တော် 3D effect မပြခင်ကျွန်တော် band ကိုတစ်ချက်ပြပေးမယ်နော်ပြီးရင်ဒီကောင်အဲဒီမှာကျွန်တော်ဒီလိုမျိုးကိုွေးတာဒါကိစ္စမရှိဘူးဒါပေမဲ့ကျွန်တော်တို့ကိစ္စကဘယ်လိုရှိလဲဆိုတော့ဒီလိုဆင်းလိုက်ဒီမှာမြင်နေတိုင်းပဲ error ဖြစ်သွားပြီ okay အဓိကတော့ဒီပြဿနာပေါ့နော်ဒါမှမဟုတ်ဘူးကျွန်တော်တို့ sorry ဘာမှလည်းဖြစ်သေးလဲဆိုတော့ 3D တဲကဒီကောင်တွေမှာလည်းဖြစ်တယ်နော်ဒီကောင်တွေရော flip layer တွေရောတော်တော်များများအကောင်လုံးနှီးပါမှာဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်ပြပေးမယ်ဒီအောင်မဆိုင်ရင်ဖြစ်တယ်ကျွန်တော်ပြပေးမယ်ဒီကောင်ကျွန်တော် stress composition area ကျွန်တော်ဒီမှာ frame ရှိတယ်ဗျာသိလားဒါဆိုရင်ဒါကျွန်တော် frame ကိုအပြည့်ဖြည့်ထားလိုက်မယ်ဒါ frame ရဲ့အပြည့်ဒီ frame ပြောတာနော်ကျွန်တော်ဒီ back down ဒီလိုမျိုး down ၄တောင်အပြည့်ပေါ့နော်ဒီ frame ပေါ့ကျွန်တော်အခုမြင်နေရတဲ့ screen ရဲ့ frame အပြည့်အဲ့ဒီ frame အပြည့်ထက် join တော့အဲ့ဒါဖြစ်တာဒီ frame အပြည့်ဒီသူ့ရဲ့မူရင်းအမြင့်ဆုံးပေါ့နော်အဲ့ဒီမှာကျွန်တော်က 3D effect ထည့်လိုက်ပြီ 3D effect ထည့်ပြီးဒီလိုမျိုး 3D လုပ်တယ်ပေါ့ okay ဒီမှာ 3D စောင်းတယ် okay 3D စောင်းတာမျိုးလုပ်တယ်အဲ့တော့ဒီကောင်ကဒါကျွန်တော် 3D effect ထည့်လိုက်တဲ့အခါမှာသူ့မှာဘာတွေပါပြီးသားလဲဆိုတော့ scale ပါတယ်သူ့ရဲ့ size အရွယ်အစားပေါ့နော်ပြီးတော့ position ပါတယ်နောက်ဒီမှာသူ့ရဲ့ depth တွေပါတယ်အကုန်ပါတယ်ပေါ့နော်ဆိုတော့သူဒီ effect ထဲမှာဒါတွေကိုထည့်ပေးထားတာအလကားမဟုတ်ဘူးဗျကျွန်တော်ဒီကောင်ရဲ့အသေးစိတ်ကိုဒါနဲ့ပဲထိန်းချုပ်ရမယ်ဒီ position တွေပါတယ်အသေးစိတ်ပေါ့နော် zone တွေပါတယ်ဒီကောင်နဲ့ပဲထိန်းချုပ်စေချင်လို့သူထည့်ပေးထားတာအဓိကအဖြစ်အဲ့လိုမထိန်းချုပ်ရင်ဘာဖြစ်မလဲဆိုတော့ဒီမှာဒီကောင်နဲ့ထိန်းချုပ်တယ်ဆိုရင်ဒီမှာဘာ error မှမဖြစ်ဘူးနော်ဆိုတော့ကျွန်တော်ဒီမှာတွေ့လားဟိုကောင်သူ့ရဲ့ effect ထဲကထွက်ပြီးကျွန်တော်လက်နဲ့ကင်လိုက်ပြီးဆိုရင် error ဖြစ်သွားတယ်အဲ့လိုမှကြည့်လိုက်တာ ਨੇ ပုံကဟိုပြက်ဒီပြက်တွေအဲ့လိုမျိုးမှာပုံကအလင်းရောင်ပေါ်လာတာကြီးဖြစ်တယ်ဒီမှာတွေ့လားဖြက်ကလေးဖြစ်သွားတာတော့မညီတော့တာတော့အဲ့လိုမျိုးဖြစ်တယ်ဒါကဘာလဲဆိုတော့သူ့ရဲ့ခါကအစောကြီးတဲ့ကျွန်တော်တတ်မှတ်ထားတဲ့ frame ပြင်ကိုရောက်သွားတယ်နော်တတ်မှတ်ထားတဲ့ frame ပြင်ကိုမရောက်အောင်ဆိုရင်ကျွန်တော်တို့ကဒီကောင်းရဲ့ site ကိုဒီမှာ site ကိုကောင်းရင်သေးထားလို့ရတယ် site ကိုသေးပြီးတော့မှဒီ effect ထဲမှာကျွန်တော်ကြီးချင်း scale ကိုကြီးလိုက်လို့ရတယ်ဒါ scale တွေမှာညှိဘာမှ error မဖြစ်ဘူးတွေ့လားအဲ့ဒီ scale ကိုမကြီးဘဲနဲ့ကိုကဒီမှာသူ့ရဲ့ site ကိုကြီးလိုက်ကြတော့ frame ထဲကြော်သွားတယ်အဲ့လိုမျိုး error စဖြစ်တယ်ဆိုတော့ပြောချင်တာကသူ့ရဲ့ဒီတတ်မှတ်ထားတဲ့ပေါင်ပေါ့နော်ပုံမှန်အပြင်သူကတတ်မှတ်ထားတဲ့ကျွန်တော်တို့မြင်ရမယ့် frame ကိုအရန်ကတ်သွားတဲ့အခါအရန်ကြီးသွားတဲ့အခါဆိုလို့ရှိရင်သူကဖြစ်တာဆိုတော့ကျွန်တော်ဒီမှာဒါတော့ငါတို့ကဒီလိုမဖြစ်ဘူးပေါ့ကွာဒီလားဒီမှာမြင်နေရတယ်မဖြစ်ဘူးဆိုပြီးတော့အထင်နိုင်တယ်ပြောချင်တာကွာဒီ effect ထည့်လိုက်တဲ့အခါပုံမှန်ပုံတစ်ပုံ site ကဒီလောက်အကြီးဆိုရင်ကျွန်တော်ဒီ 3D effect ထည့်လိုက်တဲ့အခါမှာသူကနည်းနည်းလေးသေးပါတယ်ဘယ်လိုပြောရမလဲတချို့ဟာကြီးဆိုရင်တော့တေးသေးလေးလိုမျိုးဖြစ်သွားတယ်ကွာတကယ်တော့အဲ့ကောင်ကမသေးတော့ဘူးကျွန်တော်တို့ရဲ့ frame မှာကျတော့သူတတ်မှတ်ထားတဲ့အရွယ်အစားတိုင်းရှိစမြဲပဲအဲ့တော့ကျွန်တော်တို့ကအသေးစိတ်သူ့ရဲ့အရွယ်နေရာအရွယ်ပြောင်းမှဖြစ်ဖြစ် scale ပဲဖြစ်ဖြစ်သူ effect ထဲမှာပါထားတဲ့ကောင်နဲ့လောင်းရင်ဘာမှမဖြစ်ဘူးမှာokay ဒီခါလေးကျတော့ကျွန်တော်တို့ကဒီ effect ထဲမှာ site ကိုမကြီးပဲနဲ့ထည့်လိုက်တဲ့ error ဖြစ်တာလည်းရှိတယ်စပြီးတော့ထည့်လိုက်တဲ့ကျွန်တော် movement တောင်းနေပါညာဆိုရင် error ဖြစ်တတ်တယ်အခုလိုမျိုးဆိုရင်မဖြစ်ဘူးဒါကဘာလဲဆိုသူ့ရဲ့ frame ထဲမှာကြီးတဲ့ site ကိုလုပ်လို့ဘယ်လိုဟာမှာသွားဖြစ်လဲဆိုတော့ဒီကောင်ကျွန်တော်ကျွန်တော်သတ်မှတ်ထားတာတယ်ဗောနော်ဒီလိုမျိုး frame အကြီးထဲမှာသွားပြီးတော့ဒီလိုထည့်လိုက်မယ်ဆိုရင်ဒီကောင်ကိုကျွန်တော်ပြပေးမယ်ဒီလိုနာကပ်ပါညာလုပ်ပြီးဆိုရင်တော့ error ဖြစ်လာတတ်တယ်ဆိုတော့အများတန်းတော့မဖြစ်ဘူးပေါ့နော်များသောအားဖြင့်တော့ဖြစ်တယ်ဒီ error တွေအဓိကတော့ကျွန်တော်ဒီ site ကြောင့်ဖြစ်တာများတယ်ဗောနော်သူ frame ကြောင့်ဆိုတော့နောက်ထပ်တစ်နည်းကိုထပ်ပြပေးမယ်နောက်ထပ်တစ်နည်းကကျတော့ကျွန်တော်တို့ဘာဖြစ်မလဲဆိုတော့ group ပေါ့နော်ဒီမှာကျွန်တော်တို့ shade တစ်ခုပဲထားပါတော့ဒီကောင်ကိုဒါကျွန်တော်ဖုန်းပုံစံလုံးမဲ့ shape ပဲထားပါတော့group ကဘာလို့လောက်လဲဆိုတော့ကျွန်တော်သူ့အထက်ထဲမှာဟို element လေးတွေပါလေးတွေထည့်ထားမှာ screen တွေပါ screen shot တွေပါထည့်မှာမလို့ group ပုံစံနမူနာလုပ်ပြတယ်ဒီကောင်ကျွန်တော်တို့က group လောက်လိုက်တယ်အဲ့ဒီ group ကိုကျွန်တော်တို့ဒီ 3D effect ထည့်ပြီးတော့လောက်ပြမယ်ဒီမှာကျွန်တော် site ကိုအရင်ကြည့်ပြမယ်နော် scale ကိုကြည့်ရင်ဒီမှာကိစ္စမရှိဘူးပါမှာအဲ့တော့အကြီးချဲ့လို့ရတယ် okay site ကိုကြည့်မယ်ဖိတ်ကြော်တဲ့အဲ့ဒါလေး
okay မကြီးဒီနေရာပြီးရင်သူနည်းနည်းလေးတက်တယ်လို့မရှိတော့အဲ့ဒါကဘာဖြစ်သွားဆိုကိုကပုံထည့်ထားတာဆိုရင်မြင်တာတယ်ဒီနည်းနည်းလေးမတက်ဘူးဆိုတော့အဲ့ဒါ frame ကြီးကပြန့်တော့ပါတော့ကဘေးကိုပုံထည့်ထားတဲ့လူတွေဆိုသိတယ်အဲ့လိုမျိုး frame ပြန့်နိုင်ပါတယ်သူကဒီလိုထားတဲ့သူ့ရဲ့တတ်မှတ်ထားတဲ့ site တဲ့ကြီးသွားလို့အဲ့လိုမျိုးဖြစ်တာပါသိလားအဲ့တော့ဒီပုံဒီ site ကိုမကြီးပဲနဲ့ကိုကသူကကြီးသေးခြင်းနဲ့ဆိုရင်သူထည့်ပေးရတဲ့ scale နဲ့လုပ်လို့ရတယ် okay ဆိုတော့ဒါတနည်းတော့မှတ်တာနောက်ထပ်တစ်ခုကဘာလုပ်လို့ရလဲဆိုတော့ဒီကောင့်ကိုကျွန်တော်တို့ဒီအထက်ထဲကိုဝင်ဒီထဲမှာကျွန်တော်ဒီ dynamic resolution ကျွန်တော် fix ပြောင်းလိုက်လို့ရတယ် fix ပြောင်းပြီးတော့ဒီ group ရဲ့ဒီဟာတော့ကျွန်တော်မသင်ပေးဘူးသေးဘူးတစ်ခါမှဆိုတော့ဒီဟာပေါ့နော်မတင်ပေးပြသေးတော့နောက်ပိုင်းရမှာသင်ပြီးတော့ဒီဟာကအဲ့ဒီ group ကိုကျွန်တော်ဒီ fix ထားလိုက်လို့ရှိရင်လည်း error သူကနည်းတယ်တော့ပြင်ပေးတယ်နော်ပုံပို့ပြီးတော့ okay အဲ့လိုမျိုး error တွေကို short ပေးတယ်ဒီဟာကအများတန်းရလာဆိုအဲ့ဒီ fix error ကလည်းအများတန်းတော့မရဘူးဗျအများတန်းမရဘူးတစ်ခါတလေမှာကျတော့သူကတတ်မှတ်ရတဲ့ frame တဲ့ကြီးလွန်းလို့ auto ဖြစ်တယ်အဲ့လိုမျိုးဖြစ်တဲ့အခါကျရင်ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့အဖက်တွေအကုန်လုံးရဲ့ဒီ error ဖြစ်တဲ့အကျိုးသက်ရောက်ပုံကတော့အတူတူပဲเนาะကျွန်တော်တို့ဒီမှာကျွန်တော်ဒီကောင်ကို group မဖွဲ့ခြင်းကိုပြန်လုပ်လိုက်မယ်ဒီမှာဒီကောင်ကိုကျွန်တော်တို့က 3D file ရဲ့နောက်တစ်ခုထပ်ထည့်ပြမယ်ဒီကောင်လည်းဖြစ်တယ်ဒီကောင်ဒီမှာမဟုတ်เนาะတခြား blur file တွေပါဒီမှာလည်းဖြစ်တတ်တာရှိတယ်ခါလေးဆိုတော့ဒီကောင်ကိုဒီလိုပဲထားပါတော့ဒါဒီမှာဒီကောင်အရွယ်အစားကdistance ပါလေ okay okay ဒီကောင်မှာကျတော့ auto site မပါကျွန်တော်နည်းနည်းညှိရတာခက်တယ်ဒီအထိကတော့ဒီလောက်ထိကတော့ကိစ္စမရှိသေးဘူးလားများသွားလို့ရှိရင်တော့အဲ့ဒါဖြစ်တယ် okay တောင်စုံနေမှာဘယ်လောက်ထိအဲ့မှာလည်း error တွေပါနေတယ်ဒီမှာတော့မပေါ့ဒါဆိုရင်ကျွန်တော်အဆင်ပြေသေးတယ်လို့ပြောလို့ရတယ်အများတန်းတော့မဖြစ်ဘူးအဲ့တော့ကျွန်တော်ဒီကောင်ကိုစောင့်ကြည့်အောင်ဒါမျိုး okay ဒါရီတော့ဖြစ်ဘူးဆိုတော့ဒီလောက်ဆိုရင်တော့အဆင်ပြေသေးတယ်တခါလေးမှာဒီဘက်ဘေးပေါင်တွေသူကအမဲတွေဖြစ်တတ်တယ်ဒီမှာဒီဘက်မှာဖြစ်နေတော့ဒီမှာတွေ့လားဒီမှာအကွေးတောင်ဖြစ်ကမှညာဘက်ကိုကြည့်ညာဘက်တောင်ကွေးရမှာဒီမှာကျတော့တောင်တန်တန်ကြီးဖြစ်သွားအဲ့ဘက်ကအဲ့ဒါဖြစ်နေပြီအဲ့တော့ကျွန်တော်တို့အဲ့ဒါက site ကြောင်ဖြစ်တာတွေပေါ့နော်ကျွန်တော်ဒီထဲမှာလည်း fix တော့ထားတယ်ဒါပေမဲ့အဲ့လိုမျိုးဖြစ်တယ်ဆိုရင်အဲ့ဒါက site ကြောင်ဖြစ်တာဆိုတော့ဒီ site ကိုသေးပြီးတော့ကိုကတခြားပုံစံတစ်မျိုးနဲ့ကြီးအောင်လုပ်ရမယ်ကိုကတခါလေကျတော့ဒီ site ကိုလည်းသေးမှရတော့မယ်ဒါပေမဲ့အရွယ်ဒီအထက်တရ element ကလည်းကြီးမှရပါဆို sorry ဒီ element ကိုနည်းနည်းကြီးတဲ့ခွန်ထားလိုက် okay ပုံတစ်ပုံဖြစ်ဖြစ်ပေါ့နော်ဟို video တစ်ခုပဲဖြစ်ဖြစ်ဒါမှမဟုတ်တခြားတနည်းနည်းနဲ့ပေါ့ဒီထဲမှာကျွန်တော် effect define နဲ့အရွယ်သားကြီးရဖြစ်ဖြစ်လုပ်လို့ရတယ်ဆိုတော့ပြီးရင်ဒီကောင်ကိုကျွန်တော်ပြမယ်ဒီကောင်အပါဝင်နော်တခြားဘယ် effect ပဲဖြစ်ဖြစ်နောက်ထပ်တစ်မျိုးရသေးတယ်ကိုက element ကိုအကြီးအတိုင်းထားခြင်းတယ်အဲ့ဒီဆိုတော့လောက်ပုံကအတူတူပဲမဟုတ်လို့တခါတည်းပဲဟိုသိတာမယ်ဒီကောင်နဲ့ပဲပြလိုက်မယ်နော်ဒီကောင်မျိုးဆိုရင်ကျွန်တော်ဆောနာပြထားတဲ့အတိုင်းပဲဒီမှာအဲ့ဒါဖြစ်တယ်လားဖုန်းပဲဖြစ်ဖြစ် DFF ပဲဖြစ်ဖြစ်တခြားဆောနာ paper ပဲဖြစ်ဖြစ် error ဖြစ်ပြီဆိုရင် frame သတ်မှတ်ပေးလို့ရတယ်ဒါကကျွန်တော်တို့အခုကျွန်တော်ထည့်လိုက်ဒီ shake ရဲ့ frame ကဒီပေါင်ဒီလေးဘက်တောင်းပေါင်ပေါ့နော်ဒီကောင်ကိုကျွန်တော် error ဖြောက်ချင်တယ်ဆိုရင်သူ့ရဲ့ပေါင်ကိုကျွန်တော်တို့ကဒီတတ်မှတ်ထားတဲ့ပေါင်မှာပဲတခြားပေါင်တစ်ခုဖြစ်ပြောင်းလိုက်လို့ရတယ်အဲ့တော့ကျွန်တော်ဘယ်လိုမျိုးပြောင်းမလဲဆိုဒီကောင်ကိုတိတိလေးပြောင်းလုပ်လိုက်ပြီးတော့ shade တစ်ခုထည့်မယ် frame size တက်ကိုကျွန်တော်အကြီးလောက်လိုက်မယ် okay အဲ့တော့ကျွန်တော်ဒီကောင်ကိုပြီးရင်အောက်က shade ကို group ပိတ်အုပ်လိုက်မယ်ဒုတိယမြောက် group ကိုအုပ်မယ်ဒါဆိုရင်သူ့ရဲ့ဘောင်တွေကျွန်တော်တို့မြင်သွားတဲ့အတိုင်းပဲထောက်လိုက်တာနဲ့ဘောင်ကြီးအကျယ်ကြီးဖြစ်သွားပြီအဲ့ကြောင့်ကျွန်တော်ကြီးလို့ရပြီအဓိကတော့သူ့ရဲ့ဒီဘောင်မကြော်သွားရင်ရတယ်ပေါ့နော်သူ့ရဲ့ဘောင်အပြင်ကိုရောက်သွားမှသာ effect က error ဖြစ်တာဖြစ်တယ်ဆိုတော့ဒီမှာဆိုရင်ဘာ error မှမရှိတော့ဘူးအကြိုက်သေးလို့ရတယ်ဒါပေမဲ့အဲ့ဒီခါကျရင်ကျွန်တော်ဒီသေးတဲ့ effect ကတော့ဒီထဲမှာလေးလောက်ပါမယ်ပေါ့နော်ဒီ frame လေးချလိုက်ပြီးတော့ကိုကြီးထားဆန်လာလောက်လိုက်ရပြီokayဒါကတော်တော်လူဖြစ်များလို့ကျွန်တော်လည်းခဏခဏလာမေးလို့ပြန်ပြီးလောက်ပေးလိုက်တယ်တေချာနားလဲတော့မှာနော်တကယ်လို့ဒီကောင်ကကျွန်တော်တို့မှာသူ့ရဲ့ဘာုံမကြည့်မှာစိတ်ကြိုက်လို့ရအဲ့ဘာုံအပြင်ကိုမရောက်မချင်းကိစ္စမရှိဘူးဒီမှာပြန်ပြီးတော့သေးလိုက်ကျွန်တော်ဆောင်းလက်အားကြည့်ထားလို့ကျွန်တော်ဘာရတာမှမရှိဘူးဆောင်းလက်သူ့ရဲ့ဘာုံသတ်မှတ်ထားပြီးသားဖြစ်လို့သူ့ရဲ့ဘာုံကကျွန်တော်အခုမြင်နေရတဲ့ frame မဟုတ်တော့ဘဲねဒီ group တွေကဘာုံကြီးဖြစ်သွားတာကွာအဲ့တော့ကျွန်တော်ဒီမှာဘာရမှမဖြစ်တော့ဒါကတော့အလွယ်ဆုံးနဲ့ဒီအလုံးအဖြစ်ဆုံးနည်းလို့ပြောရမယ်နော်ဒီလိုမျိုးအနားကိုအရင်ကတ်လိုက်တော့အဲ့ဒါဖြစ်ပြီးဒီမှာအဲ့လိုမျိုးကတ်လိုက်ပြီးတော့အဲ့ဒါဖြစ်မယ်နော်ဒီမှာကတော့ဒီမှာတွေ့လားဒီအောက်မှာအောက်ခြေကြီးပြတ်သွားပြီအဲ့ဒါမှအဲ့ဒါဖြစ်မယ်အဲ့တော့ကျွန်တော်တို့ပြောချင်တာအဓိကဘောင်ပေါ့နော်လူသတ်မှတ်ထားတဲ့ဘောင် join ဖြစ်ပါတယ်ခင်ဗျာ
ဆိုတော့ကျွန်တော်ပြောပြီးအဓိကကျွန်တော်တို့ဒီမှာ fixed resolution လောက်ဖို့လိုအပ်တဲ့အခါလေးရှိတတ်တယ်နော် fixed resolution မလောက်ထားရင်လည်းဖြစ်တတ်တယ်โอเคဒါလောက်ထားရင်လည်းတော့မှဖြစ်တယ်เนาะဒါမျိုးဆိုရင်လောက်ထားရင်လည်းဖြစ်တယ်ဆိုလို့ရှိရင်သူ့ရဲ့ဘောင်ထက်ကိုကြီးနေလို့အဲကြရင်ကိုပိုင်သူဒီ element ထက်ပိုပြီးကြီးတဲ့ဘောင်တစ်ခုလောက်ပြီးတော့ group အုပ်ပေးလိုက်ရတယ်โอเคအဲ့ဒီ group အုပ်တဲ့အခါမှာလဲလေကျွန်တော်တို့ဒီလိုသွားမအောင်နဲ့เนาะဘယ်လိုသွားမအောင်နဲ့လဲဆိုတော့ဒီကောင်ကြီးကိုအကြီးယူမယ်ဆိုင်မှလားအဲ့လိုမျိုးအကြီးအတိုင်းကြီးကိုမအောင်နဲ့เนาะအကြီးအတိုင်းကြီးကိုမအောင်နဲ့သေးအောင်ရင်လောက်ပြီးတော့မှဆောင်းနာကျွန်တော်အုပ်ပြတယ်မျိုးအုပ်ပြီးမှပြန်ချီယူအဲ့ဒါမှခင်ဗျားတို့ error ပြောင်းမှာโอเคဒါဆိုရင်တော့ဒီ error ဖြည့်ရှင်းတွေကိုတော့သိပြီးတော့ထင်တယ်ဒီ align motion ထဲမှာကဟိုဘယ်လိုပြောမလဲအသေးလေးတွေ error လေးတွေကလည်းအများကြီးရှိတယ်ဗျာသိတယ်ကျွန်တော်အရင်တော့ error 20ကျော်30လောက်အထိကို course မှာကျွန်တော်သင်ပေးထားတာရှိတယ်ဖြည့်ရှင်းနေပြီပေါ့နော်ကျွန်တော်တို့ပြီးတော့ဒီ deep glow effect ကို align motion official မှာမပါတော့ဘယ်လိုလုပ်လို့ရလဲဆိုတာတွေအဲ့လိုမျိုးတော့သင်ပေးထားရှိတယ်ဒါပေမဲ့အဲ့ဒီ basic course လေးပြတ်သွားတာဆိုတော့ကျွန်တော်အဲ့ element တွေဒီ error တွေဆိုတာလည်းကိုလုံနေနေမှာတွေ့ရတာဆိုတော့ကျွန်တော်လည်းသတိမရတော့အဲ့ကြောင့်သတိရရင်ရတယ်လို့တော့ပြန်ပြီးရှင်းပြပေးမယ်ခုဗီဒီယိုတော့ကျွန်တော်တခြားလူတွေလည်းအသုံးဝင်မယ်ထင်လို့တိုက်ရိုက်ပဲတင်ပေးလိုက်တာ